ချမ်းသာတဲ့အမျိုးသားတစ်ယောက်ဟာနိုးနိုးချင်းမှာပဲသူ့ဘေးနားမှာပေါင်300ကျော်ရှိတဲ့အမျိုးသမီးတစ်ယောက်အိတ်နေတာကိုတွေ့ပြီးလန့်ဖြတ်သွားပါတယ်။သူဟာရေချိုးခန်းထဲကိုပြေးဝင်ပြီးအော့အန်နေတော့မှပဲအဲ့ဒီအမျိုးသမီးလည်းနိုးလာခဲ့ပါတယ်။တထေးလေးကသူမကိုတယောက်ယောက်လွတ်ပြီးရှင်းပြမယ်လို့ပြောနေတာကိုကြားသွားတာကြောင့်အမျိုးသမီးဟာအဝတ်အစားတွေကိုကောက်ယူပြီးအမြန်ထွက်ပြေးသွားပါတော့တယ်။နှစ်ပေါင်း6နှစ်ဟာမျက်စိတမိတ်အတွင်းကုန်ဆုံးသွားခဲ့ပါပြီ။တထေးလေးရဲ့အမေကတားဖြစ်သူအတွက်အမျိုးသမီးမျိုးစုံနဲ့နေတိုင်းတွေ့ဖို့စီစဉ်ပေးပေမဲ့အဲ့ဒီညကဖြစ်ရဲ့ကြောင့်တထေးလေးဟာစိတ်တန်ရာအကြီးကျယ်ရသွားခဲ့ပါတယ်။သူဟာဘဲအမျိုးသမီးကိုမှစိတ်မဝင်စားတော့တဲ့အပြင်ဆရာဝန်ကသူဟာအမျိုးသမီးတွေကိုကြောက်ရွံ့ဆက်ဆုပ်တဲ့ယောဂတစ်မျိုးခံစားနေရတယ်လို့ဆိုလိုက်တဲ့အခါသူ့အမေဟာမေ့လဲမတက်ဖြစ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲကောင်လေးတစ်ယောက်ဟာဆရာဝန်နဲ့ပြဖို့ရောက်လာပါတယ်။တထေးလေးရဲ့အမေဟာကောင်လေးကိုမြင်မြင်ချင်းမှာပဲအံ့ဩသွားပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီကောင်လေးဟာသူ့မသားငငယ်တုန်းကနဲ့တပုံစံနဲ့တူနေလို့ပါပဲ။ဒါဟာသူမရဲ့ညီရင်ပဲလို့ယုံကြည်သွားတဲ့အဖွားကြီးဟာတားဖြစ်သူကိုဘာတွေဖြစ်ခဲ့တာလဲလို့အတင်းမေးပါတော့တယ်။တားဖြစ်သူကတော့အဲ့ဒီအမျိုးသမီးအကြောင်းကိုမပြောဖို့ပဲတားမြစ်နေတာပေါ့။အဖွားကြီးကကောင်လေးကိုအသက်နဲ့မိဘအကြောင်းမေးတဲ့အခါမှာတော့ကောင်လေးက9နှစ်ရှိပြီဖြစ်ကြောင်းနဲ့အဖေကိုတခါမှမမြင်ဘူးကြောင်းပြောပြပါတယ်။အဖွားကြီးကဆရာဝန်ကို DNA စစ်ဖို့အမြန်စီစဉ်ခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်လေးကသူ့အမေရဲ့အတန်းကိုကြားလိုက်ရပြီးအမေဖြစ်သူကပတ်စံရှာဖို့အရန်ပင်ပန်းနေတာကြောင့်ဆေးရုံကနေဆင်းခွင့်ပေးဖို့ဆရာဝန်ကိုတောင်းပန်နေပါတယ်။မကြခင်မှာပဲအမျိုးသမီးဟာအခန်းထဲကိုဝင်လာခဲ့ပြီးအဲ့ဒီအချိန်မှာတတိလေးကတော့ဖုန်းပြောနေပါတယ်။ DNA စစ်ဆေးချက်ထွက်လာတဲ့အခါမှာတော့ကောင်လေးဟာတတိလေးရဲ့တာရင်ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ဆရာဝန်ကကောင်လေးကို VIP အဆောင်ကိုပြောင်းပေးလိုက်တာပေါ့။ဒီသတင်းကိုကြားတာနဲ့အဖွားကြီးဟာတားဖြစ်သူကိုအဲ့ဒီအမျိုးသမီးဘယ်မှလဲလို့ထပ်မေးပါတယ်။တထေးလေးကတော့အရန်ကိုစိတ်မရှိဖြစ်နေပြီးအမေဖြစ်သူကဒီလိုပဲဆက်လုပ်နေမယ်ဆိုရင်အိမ်ကနေဆင်းသွားမယ်လို့ချင်းချောက်လိုက်တဲ့အတွက်အဖွားကြီးဟာဒေါသထွက်ပြီးမေ့လဲသွားပါတော့တယ်။တစ်ဖက်မှာလည်းအမျိုးသမီးဟာတားဖြစ်သူကိုတခြားဆေးရုံမှာပြောင်းပြဖို့ပြင်းနေလုံးသူမရဲ့ရည်စားဟောင်းနဲ့မတော်တဆဆုံတွေ့ခဲ့ပါတယ်။ဟိုးအရင်တုန်းကအဲ့ဒီရည်စားဟောင်းဟာသူမကိုနောက်ပြောင်ဖို့အတွက်တမင်တကာလက်ထက်ခွင့်တောင်းခဲ့တာပါ။သူမကသဘောတူလိုက်တဲ့အခါမှာတော့ဒါဟာအားလုံးကဝိုင်းရဖို့အတွက်လုပ်ခဲ့တဲ့အစီအစဉ်မှန်သူမသိလိုက်ရပါတယ်။နောက်ဆုံးမှာတော့အရက်မူးနေတဲ့အမျိုးသမီးဟာမတော်တဆတထေးလေးရဲ့အခန်းထဲကိုဝင်မိသွားခဲ့တာပါ။ရည်စားဟောင်းရဲ့ဘေးနားကတငယ်ချင်းတစ်ယောက်ကအမျိုးသမီးကိုမှတ်မိသွားပါတယ်။အမျိုးသမီးကထွက်သွားဖို့ကြိုးစားပေမဲ့ရည်စားဟောင်းရဲ့ရိုက်နှက်ခြင်းကိုခံလိုက်ရပါတယ်။အဖွားကြီးတတိယလာတဲ့အခါတားဖြစ်သူကိုဒါဟာမင်းရဲ့တာရင်ပဲအဲ့ဒီအမျိုးသမီးကိုလက်ထပ်ပြီးအိမ်ကိုခေါ်လာရမယ်လို့အမိန့်ပေးပါတော့တယ်။အဲ့ဒီအချိန်မှာပဲရည်စားဟောင်းဟာအမျိုးသမီးကိုဒူးထောက်ခိုင်းပြီးကောင်လေးကိုပါမြေပြင်ပေါ်ကိုကန်ချလိုက်ပါတယ်။ကန်ကောင်းတာကအဖွားကြီးအချိန်မီရောက်လာပြီးသူမရဲ့မြေးကိုမထိဖို့တတိပေးလိုက်ပါတယ်။မကြခင်မှာပဲတထေးလေးလည်းဆေးရုံကိုရောက်လာခဲ့ပါတယ်။မျိုးသမီးကိုမြင်လိုက်ရတဲ့အခါသူတို့နှစ်ယောက်လုံးဟာတယောက်ကိုတယောက်ရင်းနှီးနေတယ်လို့ခံစားလိုက်ရပါတော့တယ်